မင်္ဂလာပါ Floral Crochet ကပါမင်းဒီနေ့ Julie headband လေးထုတ်ပြပေးပါမယ်။ခေါင်းပတ်လေးထိုးဖို့အတွက် Mid Cotton 5 line ပန်းရောင်ရဲ့အစိမ်းရောင်ရဲ့အဖြူရောင်ရဲ့ကိုအသုံးပြုထားပါတယ်။ size က 2mm ကိုအသုံးပြုပြီးထုတ်ပြပေးမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ slit knot လေးလုပ်ပါမယ်။ပြီးရင်ဖုံမီ60ခါထိုးပေးရပါမယ်။ဖုံမီ60ခါထိုးခဲ့ပြီဆိုရင်တတိယမြောက်အပေါက်1 2 3ပေါင်းမြောက်မှာတိုင်ရှည်လေးထိုးပေးပါမယ်ပြီးရင်နောက်ထပ်တစ်ပေါက်မှာလည်းတိုင်ရှည်တစ်ခါထိုးပေးလိုက်ပါမယ်တိုင်ရှည်လေးတွေကိုတစ်ပေါက်တစ်တိုင်းနဲ့အဆုံးထိ59တိုင်းပြည့်အောင်ထိုးခဲ့ပေးလိုက်ပါမယ်59တိုင်းမြောက်ကိုရောက်ပြီဆိုရင်ချီလေးကိုရစ်မယ်ခွင်းလေးတွေကနေချီလေးကိုဆွဲထုတ်ပြီးတော့မှနှစ်ခွင်းမဲ့ဆွဲထုတ်လိုက်ပါမယ်ပြီးရင်အစိမ်းအောင်ချီလေးကိုကြံနေတဲ့နှစ်ကွင်းထဲကနေဆွဲထုတ်လိုက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုံမီ3ခါထိုးပါမယ်ပြီးရင်တစ်ဖက်ကိုလှည့်ပြီးတော့တစ်ပေါက်ကျော်ပြီးနောက်တစ်ပေါက်မှာတိုင်ရှည်တစ်ခါထိုးပေးလိုက်ပါမယ်တိုင်ရှည်တစ်ခါထိုးပြီးရင်ဖုံမီတစ်ခါထိုးပြီးအဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါထပ်ထိုးပေးလိုက်ပါမယ်ပြီးရင်နှစ်ပေါက်ကျော်ပြီးတတိယမြောက်အပေါက်မှာတစ်ပေါက်ထဲကိုတိုင်ရှည်တစ်ခါဖုံမီတစ်ခါနဲ့တိုင်ရှည်တစ်ခါထိုးပေးရပါမယ်အဲ့ပုံစံလေးရဲ့အတိုင်းနှစ်ပေါက်ကျော်မယ်နောက်တစ်ပေါက်မှာတိုင်ရှည်တစ်ခါဖုံမီတစ်ခါနဲ့တိုင်ရှည်တစ်ခါတစ်ပေါက်ထဲကိုထိုးပြီးအဆုံးထိထိုးခဲ့ပေးလိုက်ပါမယ်အဆုံးထိထိုးခဲ့ပြီးပြီဆိုရင်နောက်နှစ်ပေါက်ကျော်မယ်နောက်ဆုံးအပေါက်မှာတိုင်ရှည်တစ်ခါထိုးပေးလိုက်ပါမယ်ပြီးရင်ဖုံမီတစ်ခါထိုးမယ်အဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါထိုးပါမယ်အဲ့နေရာမှာတိုင်ရှည်ထိုးတဲ့အခါမှာခွင်းလေးကိုနှစ်ခုပဲဆွဲထုတ်လိုက်ပါမယ်နှစ်ခုချန်ထားမယ်ပေါ့နော်နောက်ထပ်အရောင်တစ်ခုနဲ့ဆက်ဖို့ပြီးရင်ပန်းရောင်ချီလေးကိုကြံနေတဲ့နှစ်ကွင်းထဲကနေဆွဲထုတ်လိုက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုံမီ4ခါထိုးပေးပါမယ်ဖုံမီ4ခါထိုးခဲ့ပြီးပြီဆိုရင်အစိမ်းရောင် boost လေးထဲမှာတိုင်ရှည်5ခါထိုးပေးလိုက်ပါမယ်တိုင်ရှည်5ခါထိုးခဲ့ပြီးပြီဆိုဒါမျိုးပုံစံလေးရမယ်ပြီးရင်ခြေစာလေးကိုရှည်ရှည်လေးချမ်းမယ်ပထမဦးဆုံးတိုင်ရှည်1 2 3 4 5ပေါင်းမြောက်ထဲကိုအလေးဝင်လိုက်မယ်ပြီးရင်ပန်းရောင်ခြေခွင်းလေးကိုယူပြီးအဲ့ဒီပထမဦးဆုံးအပေါက်လေးတွေကနေဆွဲထုတ်လိုက်ပါမယ်အဲ့လိုဆိုရင်ကျူလစ်ဖူးလေးတစ်ဖူးရပါပြီပြီးရင်ဖုံမီ3ခါထိုးမယ်အဲ့ဒီအစိမ်းရောင်ဝီစတီလီရဲ့မှာပဲနောက်ထပ်တိုင်ရှည်5ခုထပ်ထိုးပေးလိုက်ပါမယ်
တိုင်ရှည်9ကထိုးခဲ့ပြီးပြီဆိုရင်ရှေ့မှာပြခဲ့တဲ့ပုံစံအတိုင်းပထမဆုံးတိုင်ရှည်ပေါက်လေးနဲ့ဝင်ပြီးမှခြေစာလေးကိုဆွဲထုတ်လိုက်ပါမယ်အဲ့လိုဆိုရင်နောက်ထပ်ကျွတ်လစ်ဖူလေးတစ်ဖူရပါမယ်ပြီးရင်ဖုံမီ3ကထိုးပြီးနောက်ကဝီစတစ်တွေထဲမှာလည်းအဲ့ပုံစံလေးအတိုင်းတိုင်ရှည်9ကထိုးမယ်ပြီးရင်ပထမဆုံးအပေါက်လေးတွေကနေမှပန်းအောင်ခြေစာလေးကိုဆွဲထုတ်မယ်အဲ့လိုဆိုရင်ကျွတ်လစ်ဖူလေးတွေရပါမယ်အဲ့ဒီပုံစံအတိုင်းနေအဆုံးထိထိုးခဲ့ပေးလိုက်ပါအဆုံးထိထိုးခဲ့ပြီးပြီဆိုရင်ဒါမျိုးကျွတ်လစ်ဖူးလေးတွေရပါမယ်ပြီးရင်ဖုံမီ3ကထိုးပြီးနောက်ဆုံးတိုင်ရှည်ပေါ်မှာရှက်ကိုဆက်ပေးလိုက်ပါမယ်ဖုံမီတစ်ခါထိုးပြီးခြေစာလေးတွေတိမ့်ပါမယ်ခြေစားလေးတွေတင်ခဲ့ပြီးပြီဆိုရင်ဒါမျိုးပုံစံလေးရပါမယ်ပြီးရင်နောက်တစ်တန်းတက်ဖို့အတွက်ကျွလစ်အဖူးလေးရဲ့ဘေးကအပေါက်ထဲကနေခြေစားလေးကိုဆွဲထုတ်လိုက်ပါမယ်ပြီးရင်ဖုံမီ3ကထိုးပါမယ်ဖုံမီ3ကထိုးခဲ့ပြီးပြီဆိုရင်အဲ့ဒီခြေစားဆွဲထုတ်ခဲ့တဲ့အပေါက်ထဲမှာပဲတိုင်ရှည်တစ်ခါထပ်ထိုးပေးလိုက်ပါမယ်ပြီးရင်ကျွလစ်အဖူးနှစ်ခုကြားတဲ့ကစပေလေးထဲမှာတိုင်ရှည်3ကထိုးပါမယ်အဲ့ပုံစံလေးအတိုင်းကျွလစ်အဖူးနှစ်ခုကြားကစပေလေးတိုင်းမှာတိုင်ရှည်3ကစီအဆုံးထိထိုးပေးလိုက်ပါမယ်ကျွလစ်အဖူးကြားလေးတွေကစပေတိုင်းမှာတိုင်ရှည်3ကထိုးခဲ့ပြီးပြီဆိုရင်ဒါမျိုးပုံစံလေးရမယ်ပြီးရင်နောက်ဆုံးကျွလစ်အဖူးကြားလေးတွေကစပေလေးထဲမှာတိုင်ရှည်2ခါထိုးပေးလိုက်ပါမယ်ပြီးရင်ဖုံမီတစ်ခါထိုးပြီးအဖြူအောင်တိုင်ရှည်ကြားထဲမှာတိုင်တို2ခါပန်းရောင်လေးထဲမှာတိုင်တို3ကအစိမ်းရောင်ထဲမှာတိုင်တို2ခါနဲ့တစ်ဖက်ကအဖြူအောင်လေးထဲမှာတိုင်တို3ခါထိုးပေးလိုက်ပါမယ်ဒါမျိုးပုံစံလေးရအောင်ထိုးခဲ့ပြီးပြီဆိုရင်ဖုံမီတစ်ခါထိုးမယ်ပြီးရင်တစ်ဖက်ကိုလှည့်ပြီးမှတိုင်တိုလေးတွေကိုခြုံပေးပါမယ်တိုင်လေးတွေချုံမှုအတွက်ပထမဆုံးတိုင်တိုရဲ့အပေါက်မှာခြီလေးကိုဆွဲထုတ်လိုက်မယ်နောက်ထပ်ဒုတိယတိုင်တိုရဲ့အပေါက်မှာလည်းခြီလေးကိုဆွဲထုတ်လိုက်မယ်ပြီးရင်ဂွင်းလေး3ခုရပြီဆိုရင်ခြီလေးကိုဂွင်း3ခုတွေကနေဆွဲထုတ်လိုက်ပါမယ်အဲ့ဒါဆိုရင်တိုင်တိုတစ်ခုရပါပြီပြီးရင်တိုင်တို6ခါထိုးပါမယ်တိုင်တို6ခါထိုးခဲ့ပြီးပြီဆိုရင်နောက်ဆုံးမှာ2တိုင်ကျန်ပါမယ်အဲ့ဒီ2တိုင်ကိုလည်းတစ်တိုင်နဲ့ဖြစ်အောင်ခြုံပေးလိုက်ပါမယ်ဝန်း3ခုလေးရပြီဆိုရင်ဆွဲထုတ်လိုက်ပါမယ်ပြီးရင်နောက်တစ်တက်ဖို့ဖုံမီတစ်ခါထိုးမယ်ရှေ့မှာပြခဲ့တဲ့ပုံစံတိုင်းလေးပဲဘေးနှစ်ဖက်ကတိုင်တိုလေး2ခုကိုတစ်တိုင်နဲ့ဖြစ်အောင်ခြုံပါမယ်ရှေ့ကတိုင်တို2ခုကိုခြုံခဲ့ပြီးပြီဆိုရင်တိုင်တို4ကထိုးမယ်ပြီးရင်နောက်ဆုံးမှကျန်တဲ့တိုင်တို2ခုကိုလည်းတစ်ခုတည်းဖြစ်အောင်ထပ်ခြုံပေးပါမယ်နောက်တစ်တက်ဖို့အတွက်ဖုံမီတစ်ခါထိုးမယ်ပြီးရင်တစ်ဖက်ကိုလှည့်ပြီးတော့မှထိတ်ဆုံးကတိုင်တို2ခုကိုတစ်ခုတည်းဖြစ်အောင်ခြုံပေးပါမယ်ပြီးရင်တိုင်တို2ခါထိုးမယ်နောက်ဆုံးမှကျန်တဲ့တိုင်တို2ခုကိုလည်းတစ်ခုတည်းဖြစ်အောင်ထပ်ခြုံပေးပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုံမီတစ်ခါထိုးပြီး
ရှေ့မှာပြခဲ့တဲ့ပုံစံတိုင်းလေးပဲတိုင်တိုနှစ်ခုကိုတစ်ခုတည်းဖြစ်အောင်ခြုံပေးလိုက်မယ်နောက်ဆုံးမှကျန်တဲ့တိုင်တိုနှစ်ခုကိုလည်းတစ်ခုတည်းဖြစ်အောင်ခြုံပြီးထိုးပေးလိုက်ပါမယ်ဖုံပြီးတစ်ခါထိုးပြီးတစ်ဖက်ကိုလှည့်မယ်ပြီးရင်ကြံနေတဲ့တိုင်တိုနှစ်ခုကိုတစ်ခုတည်းဖြစ်အောင်ထပ်ခြုံပေးလိုက်ပါမယ်တိုင်လေးခြုံပြီးရင်ဖုံပြီးတစ်ခါထိုးမယ်ပြီးရင်တစ်ဖက်ကိုလှည့်ရင်တိုင်တိုတစ်ခုပဲကျန်မယ်အဲ့တစ်ခုထဲမှာတိုင်တိုတစ်ခါထိုးပေးလိုက်မယ်အဲ့လိုဆိုရင်တိုင်လေးတွေခြုံလို့ပြီးပါပြီအဲ့လိုထိတ်ချွန်းချွန်းလေးနဲ့အဲ့လိုခုပြထားတဲ့ပုံစံတိုင်းလေးရမယ်ပေါ့နော်ပြီးရင်ကျိုးကိုကိုလိုတလောက်ထိုးလို့ရပါတယ်မမေကတော့ချိန်60ထိုးထားပါတယ်ချိန်60ထိုးခဲ့ပြီးပြီဆိုရင်3ပေါင်းမြောက်အပေါက်မှာတစ်ပေါက်သေးကိုတိုင်ရှည်3ကထိုးပေးလိုက်ပါမယ်တိုင်ရှည်3ကထိုးခဲ့ပြီဆိုရင်ဖုံမီ2ခါထိုးပြီးတိုင်ရှည်3ကထိုးထားတဲ့အပေါက်လေးထဲမှာပဲရှက်ကိုဆက်ပေးလိုက်ပါမယ်ချက်ကိုဆက်ပေးလိုက်ပြီဆိုရင်ပွင့်ပတ်လေးတစ်ခုရမယ်အဲပုံစံအတိုင်းလေးပွင့်ပတ်3ခုရအောင်ထိုးခဲ့ပေးရပါမယ်ပွင့်ပတ်3ခုရပြီဆိုရင်ချိန်ဖုံပြီးတစ်ခါထိုးပြီးခြေစားလေးကိုဖြတ်ထုတ်ပေးလိုက်ပါမယ်တိုင်လေးတွေခြုံပြီးမှကျိုးလေးထိုးလိုက်မယ်ဆိုရင်ဒါမျိုးပုံစံလေးရမယ်ပေါ့နော်နောက်တစ်ဖက်ကိုလည်းအဲ့ပုံစံတိုင်းလေးပဲထိုးပေးလိုက်ပါမယ်နှစ်ဖက်စလုံးကိုတိုင်တိုလေးတွေခြုံပြီးကျိုးလေးနဲ့အတူထိုးပေးလိုက်မယ်ဆိုရင်အရန်လာတဲ့ဒါမျိုးကျူးလစ်ခေါင်းပတ်လေးတစ်ခုရပါမယ်ရှင်